Hello ဘုဒ္ဓမမောချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဇင်ဘာ16ရက်နေ့ကြာသပတေးမနက်မှာရှင်ဘန်ကစားမဲ့ကာရာဘောင်ဖလာပွဲစဉ်2ပွဲနဲ့စပိန်ကိုပါဖလားပွဲစဉ်4ပွဲစုစုပေါင်းပွဲစဉ်6ပွဲကိုဒီဗီဒီယိုဖိုင်မှာပွဲကြို30ခန်းမှန်းပေးကြပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဘုဒ္ဓမမောချန်နယ်ကို subscribe လုပ်ကြသေးဘူးဆိုရင် subscribe လေးကိုနှိပ်ပြီးတော့ဘေးနားကမိုဒီခေါင်းလုံးလေးကိုနှိပ်ပြီးခဲ့ပါဒါမှဘုဒ္ဓမမောချန်နယ်ကနေဗီဒီယိုအသစ်တွေတင်တဲ့ခါတိုင်းတက်လာမှာဖြစ်ပါတယ်Okay အရင်ဆုံး Manchester City နဲ့ Brentford ရဲ့ကာရာဘောင်ကပ်ပွဲတင်ကိုပွဲကြို30ခန်းမှန်းပေးကြပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလကပရီးမီးယားလိဂ်တွေ့ဆုံမှုတုန်းက Manchester City ရဲ့အဝတ်ကမှာ Brentford ကိုတလုံးတည်းသောဂိုးနဲ့ကတ်နိုင်ခဲ့တယ်။ဂွာရီလိုကကာရာဘောင်ကိုအမြဲအရန်နေနဲ့ပွဲထုတ်ရှင်မြန်ကစားတာတွေ့ရပါတယ်။ကာရာဘောင်မှာပူပြီးအားဆိုင်မဲ့ Brentford ကတော့နောက်ဆုံးတွေ့ဆုံမှု9ပွဲမှာ Man City ကို2ဂိုးပြတ်နဲ့ရှုံးတာတပွဲပဲရှိခဲ့ပါတယ်။အဲ့တော့အင်္ဂွင်းမှာတော့1-20ဆိုတဲ့ Manchester City ရဲ့ပေါက်ကြီးကကြစ်ပြော့တယ်ဗျာ။ Manchester City အနေနဲ့ဒီပေါက်ကြီးကတော့လက်ရှိခြေစွမ်းနဲ့ကြစ်ပြော့တယ်လို့ထင်ရတဲ့ကြောင့်ကျွန်တော်အဝေးသင်း Brentford ကိုကြိုက်ပါတယ်။ Manchester City အီရဲ့အင်ကွင်းမှာ Brentford အသင်းကိုကြေးမပြတ်နိုင်ဘူးလို့ထင်တဲ့ကြောင့် Brentford အသင်းကိုရွေးချယ်လိုက်တာပါ။ Okay နောက်တစ်ပွဲကတော့ Newcastle နဲ့ Fulham တို့ရဲ့ပွဲစဉ်ပါ။ Premier League မှာအဆင့်7နေရာရောက်နေတဲ့ Newcastle အတွက်အနည်းဆက်ဆုံးစူဖလားမျှော်လင့်ချက်တစ်ခုဖြစ်ပါတယ်ဒီ Carabao ဖလားကတော့လက်ရှိချန်ပီယံလည်းဖြစ်တဲ့ Newcastle အသင်းရဲ့ Carabao ဖလားနောက်ဆုံး3နှစ်မှာနှစ်ကြိမ်နိုင်ဘိုလ်ပွဲတက်ခဲ့တာတွေ့ရပါတယ်။လက်ရှိမှာလည်းပြိုင်ပွဲဆုံးနောက်ဆုံး10ပွဲမှာ9ပွဲနိုင်ထားတဲ့ Newcastle အင်ကွင်းခြေစွမ်းကတော်တော်လေးကောင်းမွန်နေတယ်လို့ပြောလို့ရပါမယ်။အဓိကသမား3ယောက်ဖြစ်တဲ့ Imboli, Chukwueze နဲ့ Bassey ဆိုလို့အာဖရိကဖလားစီလက်လွတ်လိုက်ရတဲ့အတွက်ကြောင့်မို့ဖူဟန်အသင်းကတော့အားနည်းသွားနိုင်ပါတယ်။အခုအင်ရှင် Newcastle အသင်းက1.50ဆိုတဲ့ပေါက်ချေပတ်ပါတယ်။စိန်ချင်းမလို့ခေါ်တဲ့ Newcastle အသင်းရဲ့အိမ်ကွင်းမှာ Newcastle ဖူဟန်ကိုဂိုးပြအနိုင်ရလိုက်မယ်ထင်တဲ့အတွက်ကြောင့်မို့ Newcastle body ကြိုက်ပါတယ်။ Okay နောက်တဲ့ပွဲစဉ်ကတော့ဘာလီယက်နဲ့ Atletico Madrid တို့ရဲ့ဒါစပိန်ကိုပါကပ်ဖလားပွဲစဉ်ပေါ့နော်အဲ့တော့ဆော့ဒါနန်ဖြစ်တဲ့ဘာလီယက်ကဒီအဆင့်မှာ Atletico နဲ့လာတွေ့တယ်ဆိုတာတွေကသူတို့တော်တော်ကန်ဆိုးတာပေါ့အခုအဆင့်မှာစပြန်ရမယ် Atletico တို့ကတော့ဘာအခက်အခဲမှရှိမှမထင်ပါဘူးဘာဖြစ်လို့လဲဆိုတော့အသင်းကခြေစွမ်းအရန်ကွာတယ်လို့ဘယ်လိုကလည်းအရန်ကွာနေတဲ့အသင်းတွေဖြစ်နေတာပေါ့လက်ရှိမှာလည်း Atletico ကပြိုင်ပွဲဆုံးနောက်7ပွဲမှာ9ပွဲနိုင်တာတွေ့ရအခု 2.50 ဆိုတဲ့ပေါက်ကြီးပေါက်ပါတယ် Atletico Madrid အနေနဲ့နှလုံးနှိမ့်ဆုံးသွင်းမှထွန်းကြမှာ Atletico Madrid body ရွေးချယ်ပါတယ်နောက်တစ်ပွဲကတော့တာလာဗီယာနဲ့ Real Madrid တို့ရဲ့ပွဲစဉ်မှာစပိန်တတိယတန်းကတာဗာလီယာကသူတို့လိတ်တန်းမှာအင်မတန်ရုန်းကန်နေရတဲ့အသင်းတစ်သင်းပါပြိုင်ပွဲဆုံးနောက်ဆုံး10ပွဲမှာလည်းတာလာဗီယာက6ပွဲရှုံးထားတဲ့ခြေစွမ်းဆိုတော့ဒီပွဲစဉ်ကတော့ Real Madrid သူတို့မှရှိတဲ့အရန်ကစားသမားတွေနဲ့ကန်အောင်မှာဒီ2.60ဆိုတဲ့ပေါက်ကြီးကိုဒါ AC ကြီးအောင်နိုင်မယ်ထင်ကြောင့်ကျွန်တော် Real body ရွေးချယ်ပါတယ်အကြီးတွေကပြင်းနေဖြစ်နိုင်ပါမလားလို့ထင်တဲ့လူတွေကတော့အကြိုက်မတွေ့ရင်တော့ဘက်ကန်ကစားပါဗျာနောက်တစ်ပွဲကတော့အလာဗန်နဲ့ Sevilla တို့ရဲ့ပွဲစဉ်မှာပြီးခဲ့တဲ့စက်တင်ဘာမှာလာလီဂါတွေ့ဆုံမှုတုန်းကအလာဘကအိမ်ကွင်းပွဲမှာဆီဗီလာကိုတကိုး2ကိုးဆိုပြီးတော့ရှုံးခဲ့တယ်ပေါ့တကိုးနဲ့ကတ်ရှုံးခဲ့တာပေါ့ပြိုင်ပွဲတော့နောက်ဆုံး6ပွဲမှာ4ပွဲရှုံးထားတဲ့အလာဘရဲ့လက်ရှိခြေစမ်းကနှိမ့်နေတာတွေ့ရပါတယ်ဆီဗီလာကတော့ဒီရာသီအိမ်ကွင်းထက်ဝေကွင်းမှာပို့ပြီးတော့ခြေစွမ်းပြနေတာအခုအိမ်ရှင်အလာဘက level 40ဆိုပေမဲ့ကျွန်တော်ဆီဗီလာပဲကြိုက်ပါတယ်ဆီဗီလာအနေနဲ့မရှုံးနိုင်ဘူးတည့်ရငန်းကစားနိုင်တဲ့ထင်ကျွန်တော်ဆီဗီလာ body ရွေးချယ်တာပါโอเคနောက်တစ်ပွဲကတော့ဟူစကာနဲ့အိုဆာဆူနာတို့ရဲ့ပွဲစဉ်မှာဟူစကာကစပိန်ဒုတိယတန်းဖြစ်တဲ့စီကန်တာမှာတန်းသင်းဆောင်တိုက်ပွဲဝင်နေရတဲ့အသင်းတစ်သင်းဖြစ်နေပါတယ်စပိန်ဘင်းဗလာကိုအပြည့်အဝအောင်ဆိုင်နိုင်မယ်လို့မထင်ပါဘူးသူတို့လိမ့်မှာပဲတန်းမစင်းအောင်ပို့ပြီးတော့အောင်ဆိုင်မှထင်ပါတယ်အိုဆာဆူနာကလည်းလာလီဂါမှာတန်းသင်းဆောင်တိုက်ပွဲဝင်နေရတဲ့အသင်းဆိုပေမဲ့နောက်ဆုံး၄ပွဲမှာဘာကာအသင်းကိုပဲဂိုးမသွင်းနိုင်တာပါကျန်တဲ့ပွဲတွေရောသူချင်မှန်တယ်လို့ပြောလို့ရပါတယ်အခုအဲ့တဲ့အိုဆာဆူနာက level 40ပေါက်တယ်ဆိုပြီးကျွန်တော်ဒီပွဲစဉ်မှာကျွန်တော်အိုဆာဆူနာပေါ်ကြီးကြိုက်ပါတယ်အဲ့တဲ့အိုဆာဆူနာအနေနဲ့ဒီဘက်မှာအနည်းဆုံးတကိုးသားနဲ့အနိုင်ရလိုက်မယ်ထင်တယ်ကျွန်တော်အိုဆာဆူနာပေါ်ကြီးရွေးချယ်တာပါโอเคအားလုံးကန်ကောင်းကြပါစေနောက်ဗီဒီယိုဖိုင်မှာပြန်လည်ဆုံတွေ့ပါမယ်